တက်သိပါလားကဘာပေါ်မှာအချမ်းသာဆုံးအားကစားသမားဟာအမေရိကန်နိုင်ငံကဖြစ်ပါတယ်သူရဲ့စီးစဉ်ကခရစ္စတီယာနိုရိုနာဒိုနဲ့လိုင်ယိုနယ်မက်ဆီကိုတော့ကျော်လွန်ပြီးမက်ဆီကတော့ဒီဇင်းနဲ့တော့မပါပါဘူးဒီမှာကဘာအချမ်းသာဆုံးအားကစားသမား top 5ကိုပြောပြမယ်နံပါတ်5 Floyd Mayweather သူရဲ့စုစုပေါင်းပိုင်ဆိုင်မှုကဒေါ်လာ1ဘီလီယံခန့်ရှိပါတယ် Floyd ဟာလဝိလောကရဲ့ဒန်ဒါရီတယောက်တာမကပဲပွဲတွေ promotion တွေနဲ့စီးပွားရေးရဆုံးဖြတ်ချက်မှန်တွေကြောင့်ဘီလီယံများစွာဝင်ငွေရရှိခဲ့ပါတယ်သူ့ဘဝပုံစံကလူအများအတွက်အိမ်မယ်လို့ပါပဲနံပါတ်4 Cristiano Ronaldo သူ့ရဲ့စုစုပေါင်းပိုင်ဆိုင်မှုကဒေါ်လာ1.2ဘီလီယံခန့်ရှိပါတယ် Ronaldo ဟာ goal machine တယောက်တာမကပဲ marketing machine တယောက်လည်းဖြစ်ပြီး CR7 brand နဲ့ sponsorship တွေကနေဘီလီယံများစွာဝင်ငွေရရှိနေပါတယ်နံပါတ်3 LeBron James သူ့ရဲ့ပိုင်ဆိုင်မှုကဒေါ်လာ1.4ဘီလီယံခန့်ရှိပါတယ်LeBron ဟာ basketball legend အယောက်တာမကပဲ media investments နဲ့ production company တွေကနေစီးပွားရေး empire တည်ဆောက်ထားပါတယ်။သူ့ရဲ့ court အပြင်ဝင်ငွေက footballer အများစုထက်တောင်များပါတယ်။နံပါတ်2 Tiger Woods သူ့ရဲ့စုစုပေါင်းပိုင်ဆိုင်မှုကဒေါ်လာ1.5ဘီလီယံခန့်ရှိပါတယ်။ golf လောကကိုနှစ်ပေါင်းများစွာလွှမ်းမိုးထားပြီး sponsorship နဲ့ investment တွေကနေဘီလီယံများစွာဝင်ငွေရရှိခဲ့ပါတယ်။နံပါတ်3 American legend တယောက်သူ့ရဲ့ Nike brand တစ်ခုတည်းနဲ့ဒေါ်လာ3ဘီလီယံကျော်တန်ဖိုးရှိပြီး Ronaldo နဲ့ Messi ဟူလောက်နှုတ်ကြနေတယ်လို့ဖြစ်စေပါတယ်။သူကဘယ်သူလဲသိလား